အားလုံးပဲမင်္ဂလာပါအခုလိုမျိုးကိုကုသဖို့ဒီဗီဒီယိုလေးကိုရေးချယ်ပြီးတရားထိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ဝမ်းသာပါတယ်ရှင်ထဲပြည့်ချက်နေတဲ့သူတွေအတွက်ဖြေလျှော့ဖို့ဗီဒီယိုလေးဖြစ်ပါတယ်ပထမဆုံးနေရာလေးယူပေးပါမျက်စိလေးကိုပိတ်ထားပေးပါအဆင်ပြေစွာထိုင်ပြီးတာနဲ့အသက်ကိုဝအောင်ရှူပါမယ်ပထမဆုံးပြန်ထုတ်တဲ့လေတွေကိုပါးစပ်ကနေပဲပြန်ထုတ်ပေးပါနှာခေါင်းကနေရှူမယ်ပါးစပ်ကနေပြန်ထုတ်ပါမယ်3-4 ခါလောက်ပေါ့နော်စိတ်လေးစပြီးတည်ငြိမ်လာပြီဆိုတော့ခန္ဓာကိုယ်ထဲမှာတင်းထားတဲ့နေရာတွေကိုသတိထားပေးပါတင်းမာမှုတွေကိုဘယ်နေရာတွေမှာချုပ်ကင်ထားပါလဲမသိစိတ်ကရောသိစိတ်ကရောချုပ်ကင်ထားတဲ့နေရာတွေရှိပါလိမ့်မယ်အသက်ရှူလိုက်တိုင်းအောင့်နာတို့လီးနေတာတို့နေရာလေးတွေသတိထားမိရင်ဒီဗီဒီယိုလေးနဲ့ဆက်ပြီးတရားထိုင်ပါအခုချိန်မှာကိုယ့်ရင်ထဲမှာပေါ့နော်ဘာမှပူပင်မှုမရှိဘူးပြင်းပြင်းထန်ထန်ခံစားနေရတာတွေလည်းမရှိဘူးဆိုရင်တခြားဗီဒီယိုလေးတွေနဲ့ပဲထိုင်ပေးစီချင်ပါတယ်ဒီဗီဒီယိုလေးကတော့ပူပင်သောကရောက်နေတဲ့သူတွေကို energy release လုပ်ပေးတဲ့ဗီဒီယိုလေးပဲတည်တံ့ဖြစ်ပါတယ်လက်ချောင်းလေးတွေနဲ့လုပ်ရတဲ့ tapping technique လေးတွေတည်တံ့ပါတာဖြစ်လို့ energy healing လိုနေတဲ့သူတွေအတွက်ပဲတည်တံ့ဗီဒီယိုလေးပါဒါဆိုဆက်ပြီးအသက်ရှူထားပါစိတ်ကိုနှာသီးဝမှာပဲထားပေးနော်တခါတလေစိတ်တွေကတောကရောက်နေတဲ့အချိန်တို့ကိုဖြစ်ချင်မဖြစ်တဲ့အချိန်မှာမွန်းကျက်သလိုတစ်ချက်ဖြစ်တတ်ပါတယ်တချို့ကဘာလို့မွန်းကျက်လဲသိပေမဲ့တချို့ကတော့ခံစားနေရတာမကောင်းဘူးဆိုတာကိုပဲသိတတ်ပါတယ်ရင်ထဲကပူနေရဆိုတာပဲသိပြီးဘယ်နေရာဘလို့တွေကူရမယ်ဆိုတာကိုမသိဘူးဖြစ်နေတတ်ပါတယ်အဲ့တော့အခုအသက်ရှူတဲ့နေရာမှာခန္ဓာကိုယ်ထဲကခုနေတာမျိုးတို့တနေရာပြည့်ကျက်နေတာမျိုးတို့ရှိရင်အဲ့နေရာကိုအသက်ရှူရင်းအာယုံလေးစိုက်ထားပေးပါတည်ထားရလေတစ်ခုကတော့ရင်ဘတ်ထဲမှာခံစားနေရတယ်ဆိုရင်ကြောက်ရွံ့ခြင်းတစ်စုံတစ်ခုဒါမှမဟုတ်ကိစ္စတစ်ခုကိုကြောက်နေတာပေါ့နော်ဘိုက်ထဲမှာခံစားနေရတယ်ဆိုရင်အဲ့ဒါအလိုလိုတိတတ်တဲ့စိတ် intuition ပေါ့နော်ဥပမာလူတဦးတစ်ယောက်နဲ့တွေ့တိုင်းဘိုက်ထဲကကောင်းတာတော့မကောင်းတာတော့ခံစားရတာမျိုးခေါင်းထဲကခံစားရတယ်ဆိုရင်ဒေါသစိတ်ကြွက်သားတွေကခံစားရတယ်ဆိုရင်စိုးရိမ်စိတ်ပေါ့နော်အဲ့ဒီဟာ anxiety လို့လည်းခေါ်ပါတယ်မျက်နှာမှာခံစားရရင်ရှက်တဲ့စိတ်အပြုတ်မှုတစ်ခုခုကြောင့်ရှက်သွားရင်မျက်နှာသွေးကြောလေးတွေစပြီးရဲလာတာမျိုးပေါ့နော်ပါးစပ်ထဲမှာခံစားလိုက်ရတယ်ဆိုရင်ယွန်တတ်တဲ့စိတ်ပေါ့နော်အဲ့ဒါ discuss လို့ခေါ်တယ်အစားအသောက်ကိုပြောတာမဟုတ်ဘူးเนาะခံစားချက်ကိုပဲပြောတာပါအသက်ကိုပုံမှန်လေးရှုထားပေးပါကိုယ်မှာခံစားချက်တစ်ခုခုရှိနေတယ်ဆိုရင်အဲ့ခံစားချက်တွေကိုခုနပြောခဲ့တဲ့စိတ်တွေနဲ့တွေးပြီးတော့အဲ့ဒီထဲရလားဆိုတာကို
သုံးသပ်ကြည့်ပေးပါဝင်လေထွက်လေကိုအာယုံမှတ်ထားပေးနော်ဒီခုနကပြောခဲ့တဲ့နေရာတွေကနေလွဲပြီးခံစားနေတဲ့သူတွေရှိရင်လည်း energy လေးတွေ release လုပ်ဖို့နောက်တစ်နည်းနဲ့ထပ်သွားကြည့်မယ်နော်လက်ထိတ်လေးတွေနဲ့ထပ်ပိန်လေးလိုက်လုပ်မယ်နော်မျက်စိကတော့ဆက်ပြီးမိထားပေးပါအသက်လည်းပုံမှန်ရှူထားပေးပါကိုယ်တန်တဲ့လက်နဲ့လက်ချောင်းလေးနှစ်ချောင်းသုံးချောင်းကိုယူပြီးတော့စပြီးနှစ်ဖူးလေးမှာအရင်လေးပုတ်ပေးပါလက်ထိတ်လေးတွေနဲ့ပဲနော်ညင်ညင်သာသာလေးပဲပုတ်ပေးထားပါပြီးရင်မျက်ခုံးထိတ်လေးတွေကိုတစ်ဖက်ချင်းစီပုတ်ပေးပါလက်ထိတ်လေးတွေနဲ့ပဲနော်အခုလဲသဲရှိနေတဲ့သူတွေကလက်သဲနဲ့မပုတ်နဲ့နော်အသားလေးနဲ့ပဲထိအောင်ပုတ်ပေးထားပါဒီနေရာလေးတွေကသွေးလေးတွေလှုပ်နိုးပြီးလဲပတ်အောင်တစ်ဖက်ချင်းစီ10 ခါ15 ခေါက်လောက်ပေါ့နော်အသက်ကြီးမအောင်ထားနဲ့နော်ဆက်ရှူထားပါပြီးရင်မျက်လုံးအောက်ကိုသွားပါမယ်မျက်လုံးအောက်ကဒီခွက်နေတဲ့နေရာလေးတွေကိုတစ်ဖက်ချင်းစီပုတ်ပေးနော်သူလည်း10 ခါ15 ခါလောက်ပုတ်ပြီးတာနဲ့နှာခမ်းနဲ့နှာခေါင်းနဲ့ကြားထဲကနေရာလေးကိုပုတ်ပေးပါပြီးရင်မေးစီလေးကိုထပ်ပြီးတော့ပုတ်ပေးပါဒါလေးတွေက tapping technique လို့ခေါ်တယ်နော် stress releasing technique လို့လည်းတချို့တွေကသုံးသပ်ကြပါတယ်ပြီးရင်ရင်ဘတ်အလယ်မှာ V shape လေးရှိတဲ့နေရာလေးပေါ့နော်လယ်ပင်အောက်ကနေရာလေး V လိုလေးဖြစ်သွားတဲ့နေရာလေးကို tapping လေးဆက်လုပ်ထားပေးပါအသက်လေးပုံမှန်ရှူပါပြီးရင်ရင်းညိုယွန်းပေါ့နော်ရင်းညိုယွန်းတစ်ဖက်ချင်းစီကိုသွားပေးပါသူ့ကိုဆက်ပြီးတော့ဖွားဖွားလေးပဲညင်ညင်သာသာလေးပဲဆက်ပြီးပုတ်ပေးပါအကုန်လုံးပြီးသွားရင်စိတ်လေးတွေကိုပြန်စုစည်းမယ်နော်တက်ကိုရှုထားပါပြန်ထုတ်တဲ့လေတွေကိုပါးစပ်ကနေပြန်ထုတ်ပေးပါနှာခေါင်းကရှုမယ်ပါးစပ်ကပြန်ထုတ်မယ်ဒီနေ့အတွက် energy release session လေးပြီးပါပြီအားလုံးကျေးဇူးတင်ပါတယ်